Hello မင်္ဂလာပါဒီနေ့ကတော့ဒူဘိုင်းချောကလက်ကာဝါနဲ့ဆုံပြမှာဖြစ်ပါတယ်ငါပေါ့နော်ဒူဘိုင်းချောကလက်ကာဝါပေါ့နော်ဒူဘိုင်းချောကလက်ကာဝါနဲ့ဆုံမယ်လို့စဆုံလိုက်ရအောင် Let's go စခုံကတော့ခါလေးရ easy ပေါ့နော်လွယ်လေးပေါ့နော်စကားမပြောဘဲနဲ့ဒူဘိုင်းချောကလက်ကာဝါနဲ့တစ်ခုပြင်ပေးထားရင်နော်ကြည့်တာပြင်ပေးထားလားမပြင်ပေးထားလားမြင်ကြည့်လိုက်အောင်နော်ဒီကာဝါလေးအားဘယ်ပါလဲမပြောဘူးဒီကြည့်ကြကာပါကြီးပါတူပေးယူလာစီရောဒီလက်စခေါ်ရအောင်ဒါဆိုလက်စခေါ်အောင်အစားလာတော့လွယ်လွယ်လေးရောပေါ့နော်ငါဟာမှာလောဝါလို့လောဝါလို့ကြည့်ဟဲ့ဒါပဲကလို့ဟောအေးအဲ့လိုမျိုးပေါ့နော်မလေးကြောက်ပါဘူးဟောလုံးဝမရဘူးကာဝါဆိုရင်တော့မမင်းရမရဘူးကာဝါဆိုရင်ကာဝါခေါ်ရတယ်ကြည့်ရတာဝင်ရနော်တကယ်ကြည့်လိုက်တော့လည်းမလွယ်ဘူးခုံကြည့်လိုက်တော့လည်းမလွယ်ဘူးကြည့်ရင်ကလွယ်ခုံကြည့်လိုက်မလွယ်ဘူးခုံကြည့်လိုက်မလွယ်ဘူးကြည့်ရတာကလွယ်ရနော်သူစော့နေတော့နော်စော့နေတော့ပြိတ္တကြီးကိုကြည့်ရတာကလွယ်ရနော်ခုံကြည့်လိုက်သွားပြီးတော့မလွယ်ဘူးကြည့်ရတာကမျိုးပဲလို့ကွာမလို့ဆိုတော့ဒီလိုပြောချင်တာ like and subscribe လုပ်ခဲ့ပြီဆိုတော့အကမပါလဲရကပုတ်တင်နေကြရနော်နှစ်ပုတ်လားတစ်ပုတ်လားတင်ပေးထားရနော်Okay, let's go. Let's go. Cô nhái ra rồi, ngáo con người đi dạo. Ngáo lý ra rồi, easy lý chứ gì đâu vậy hả? Không ngạc gì nhà mà đi dạo. Dù mà tiền gì nữa ạ. Sao này? Không ngạc gì mà sao này? ngã lấy kia không ai làm nhau gì không ai hôn nhà mà đi dạo cái ảo cá váy rồi váy cho cái là thằng gì cái cào này giặt ra váy cho cái là cào à spicy cào à không gì là xa mà quý gì rồi xa mà giờ có mà làm gì cái đó ê cà lý làm gì rồi làm nè blue quá màမပြောက်လည်းမပြောက်ပါနဲ့ငါ easy let's go ဒီဝိုင်းချောကလက်ကာဝါကြီးကြီးတော့ရောက်လာခဲ့ပြတာငါရောပါပြီโอเคပြန်ထားလိုက်မယ်အဲ့ငါပြန်ရောက်မလားဖေရောက်မလဲဟာဒီညာလေးရောက်တယ်နှနှိုးရရောအများကြီးကုန်ပြီကြာမြန်မာပါရပေါ့မြန်မာကြီးပါရမြန်မာအနောက်ကကောက်ကျန်နေလဲကြာဒီမှာနှစ်ယောက်ပဲရှိတယ်ကဲအဲ့ဒါဆိုရင်တော့ခဏငယ်စီရောက်မှပြန်တွေ့ကြမယ်အဲ့ဒါဘိုင်ဘိုင်ခဏငယ်ရောက်မှပြန်တွေ့မယ်နော်